မိမ250လောက်ကိုသူ့တေတနာလှုပ်ပြီးတဲ့အတွေ့အကြုံရမိမတိုင်းအစိမပါပါဘူးဗျတချို့ကတော့တရက်တည်းအစိလောက်ထိကြီးကြပြီတချို့ကတော့တေးလေးပါပေါ့နော်တချို့ကတော့မပါဘူးလို့သူမှတ်ထားတာပေါ့နော်မင်းအဖောက်ဆိုင်ဘောင်းစုံကိုမင်းမြင်ဘူးတယ်ပေါ့ဟုတ်လား250လောက်ကြီးများတော့မင်းသူ့တေတနာလှုပ်ထားတာဆိုတော့မင်းအဖောက်ဆိုင်ဘောင်းစုံကိုမင်းမြင်ဘူးပုံပေါက်တယ်သိလားနော်နဲတဲ့စားတော့မဟုတ်ဘူးသိလား250လောက်ရဲ့အဖောက်မင်းသူ့တေတနာလှုပ်ထားတာဆိုတော့မင်းရဲ့အစွမ်းနဲ့စားကတော့အမခန်းလောက်ပဲသိလားနော်အဲ့တော့သူမှတ်ထားတာတချို့ကအမွှေးတောင်မပေါက်ဘူးတဲ့မောင်လေးရိတ်ထားတာဖြစ်မယ်သိလားမပေါက်တာတော့မဖြစ်နိုင်နော်250ဆိုအဖောက်ဆိုင်မဲကြလားချူကြလားမောင်လေးအမလည်းစဆုကျင်တယ်သိလားလီလည်းမထိုးနေလည်းမထိုးတဲ့နေရဖြူလားမဖြူလားအမသိချင်ပြန်ပြောအောင်ညီလေးပြောတာမှန်တယ်အမမပေါက်တဲ့သူရှိပါတယ်ဗျအစိမပါတဲ့သူမရှိပါဘူးဗျပါပါတယ်မိန်းကလေးတိုင်းဖြူလားမဲလားဆိုတော့အစားစားပါပဲဒါပေမဲ့နုညံ့တယ်လို့တဲ့မောင်လေးကလည်းအဖုတ်သူ့တေတနာပဲလားမောင်လေးနုညံ့မှာပေါ့မောင်လေးရဲ့လေးလဲမထိုးနေလဲမပူတယူတရနဲ့နုရွာလေးအမြဲတမ်းသိမ်းစီထားတာလေမောင်လေးရဲ့အဲ့ဒီတော့နုညံ့မှာပေါ့နော်အဲ့တော့အဖုတ်သူ့တေတနာအဖွဲကဆိုတော့မောင်လေးလဲညီလေးဘက်ကနေပြီးတော့ထောက်ခံနေတာပေါ့နော်အဲ့တော့အမကဘာပြန်ပြောရနုညံ့တယ်လေးကလုံးလိုက်စီတကယ်ပောက်ကရကောင်းနေကွာအဖောက်သူ့တေတနာအဖွဲတွေတော်တော်ပေါ်ပါလားနော်အဲ့ကြတော့မင်းတို့ကွန်မန့်နေဖတ်ပြီးငါလဲဦးရီတက်တယ်သိလားမောင်လေးနုညံ့နေဆိုတာကတယူတရနဲ့နုရွာလေးတင်းစီထားလို့သိလားမောင်လေးတကယ်အမွေမပေါက်တာကျွန်တော်ချစ်သူ2ယောက်တကယ်ရှိပါတယ်ရိတ်မထားဘူးအမွေကျဲတာပေါ့နည်းနည်းလေးတော့ပေါက်တယ်ဒီကောင်နဲ့ကြိုက်တဲ့ကောင်မ2ယောက်ဘယ်မျိုးနေရတော့ပြငါကွန်မန့်နဲ့လာမနဲ့နင်တို့အမွေမပေါက်ဘူးဆိုတဲ့အကြောင်းကိုဒီမှာလာပြောနေရတယ်နော်ကိုချစ်သူအမွေမပေါက်တာလာပြောစရာလားနော်နင်တို့ဟဲ့ပေါက်ရှာရှာတိလာနော်ဒီမဲ့လင်းကောင်ကလာပြောနေရင်တော့ဒီမှာ1ယောက်တောင်မဟုတ်2ယောက်တည်းအမွေမပေါက်ဘူးတဲ့ငါတနေ့လာပြီဦးတက်နေရဟဲ့ကိုချစ်သူအမွေမပေါက်တာလာပြောနေစရာလို့လားမပေါက်တဲ့အတိုင်းထားလေဝါနဲ့ကြမှာကြကွာတုံးလုံးချီးပေါ့အားလား
မင်းစော်တွေ့မင်းပါရိုက်ခံတော့မှသိလား